မောင်လေးမရှိရလက်ချလိုက်ထားကြည့်ချင်းအပြင်ဘယ်အရာကိုမှလွယ်လွယ်ကူကူယုံကြည်လို့မရပါဘူးเนาะဒါပေမဲ့မင်းတို့ new shit စင်လေးကစိန်နယ်လေးကိုတော့စိတ်ချယုံကြည်စွာဝယ်ယူအားပေးလို့ရပါတယ်ရှင်မင်းတို့ new shit မှာဆိုရင်စိန်နယ်လေးတွေကိုရာတက်ပံအလဲစီးရိုနဲ့စိတ်ချစ်သူလေးများအတွက်အဆင်ပြေအောင်ဆောင်ရွက်ပေးထားပါတယ်ရှင်မမေခုပြပေးသွားမယ့်ဒီဇိုင်းလေးတွေကတော့လူငယ်တွေရောလူကြီးအတွက်ပါဘယ်တော့မှမယိုသွားတဲ့ဒီဇိုင်းလေးတွေကိုရွေးချယ်ပြသပေးသွားမှာဖြစ်ပါရဲ့ရှင်ပထမဆုံးပြသပေးမယ့်ဒီဇိုင်းလေးကတော့မင်းကလေးတိုင်းရဲ့အသေးဆွဲခရီးနက်ကလေးပဲဖြစ်ပါရဲ့ရှင်စိန်ပွဲလေးဆိုရင်18ပွင့်ပါပြီးတော့25လုံးစီးနဲ့ခတ်ပေးထားတာဖြစ်ပါရဲ့ရှင်သူ့ရဲ့ gram ချိန်လေးကတော့ 3.35 gram ရှိပါတယ်သူ့ရဲ့တန်မိုးလေးကတော့42သိန်းဝန်းကျင်ပဲဖြစ်ပါရဲ့ရှင်နောက်ထပ်ပြသပေးမယ့်ဒီဇိုင်းလေးကတော့ပွင့်ဖက်ပုံတံလေးပတ်ပွင့်ဒီဇိုင်းလေးပဲဖြစ်ပါတယ်။စိတ်ပွဲလေးဆိုရင်32ပွင့်ပါပြီးတော့35လုံးစီးနဲ့ခတ်ပေးထားတာဖြစ်ပါတယ်။သူ့ရဲ့ gram ချိန်လေးကတော့ 4.08 gram ရှိပါတယ်။သူ့ရဲ့တန်မိုးလေးကတော့53သိန်းဝန်းကျင်လေးပဲဖြစ်ပါတယ်ရှင်။နောက်ထပ်ပြသပေးမယ့်ဒီဇိုင်းလေးကဒီလာရဲ့ best seller အဖြစ်ဆုံးဂျာပန်နက်ကလေးပဲဖြစ်ပါရဲ့ရှင်။စိန်ဝင်လေးကိုတော့14ပွင့်ပါပြီး50စီးနဲ့ခတ်ပေးထားတာဖြစ်ပါရဲ့ရှင်။သူ့ရဲ့ gram ချိန်လေးကတော့2.52 gram ရှိပါတယ်။သူ့ရဲ့တန်မိုးလေးကတော့28သိန်းဝန်းကျင်လေးပဲဖြစ်ပါရဲ့ရှင်။ကဲနောက်နေ့တွေမှာလည်းဘယ်လိုဒီဇိုင်းမျိုးလေးတွေပြသပေးသွားမယ်ဆိုတာကိုစောင့်မျှော်ကြည့်ရှုအားပေးပါအောင်ရှင်။